ဖို့ပြောပြတော့မယ်နာဆိုင်ပေးစေခြင်းနဲ့ဟိုးရှေ့ရှေ့တော့ကနေမျိုးလေးတစ်ခုမှပေါ်ကွယ်လွန်ကိုရန်သိချစ်တဲ့ချစ်သူနှုတ်လည်းရှိပါလေတဲ့တူနဲ့တူရဲ့သစ္စာခိုင်မြဲကြလေတဲ့မစားရသေးခင်ဝမ်းနေအားပါလေတဲ့အတူပေါင်းဖတ်ရမယ်နေမှာဝေးကြရပြီကွယ်ဘာကြောင့်လဲမမေ့တော့ခွဲဆုံးသမလားရာသေးကြတဲ့ကံကြမ္မာရဲ့တကယ်လို့ရလိုက်တာခွဲချစ်တိုင်းရဲ့မများရှင်းဆုံးစကားတကယ်ခံစားရတာအချစ်စင်မညရကြခံစားမှုရင်ပေါ်ပြီးမှအချစ်အိုးမို့ယူရင်တော့မမေ့ပါပုံပြန်လေးကအဆုံးသတ်တော့မယ်နာဆိုင်ပေးသေးတယ်နဲ့သူသေးချစ်တဲ့သူချစ်သူလေးရဲ့အုပ်ကိုနှဘေးဝဲငွေလာမယ်ကြည်ဝင်ပါတဲ့အခါလွမ်းများသက်ပေကြည်ကရွှေမယ်သမီးလေးနဲ့တစ်ခေါက်ပြန်တွေ့ခွင့်လေးဆူတောင်းတာကြည့်နေသူခွဲပုံမြင်သူမဟုတ်တကယ်ဖြစ်ရမှန်ဝမ်းနေခြင်းတွေဘာကြောင့်လဲမမေ့တော့ခွဲဆုံးသမလားရာသေးကြတဲ့ကံကြမ္မာရဲ့တကယ်လို့ရလိုက်တာခွဲချစ်တိုင်းရဲ့မများရှင်းဆုံးစကားတကယ်ချစ်ခဲ့သူတွေအဖို့မှာခံစားရတာအချစ်စင်မညရကြခံစားမှုရင်ပေါ်ပြီးမှအချစ်အိုးမို့ယူရင်တော့မမေ့ပါချစ်တိုင်းရဲ့များရှေ့ဆုံးစကားတကယ်ချစ်ခဲ့သူတွေအဖို့မှာယူတော့မတက်ခံစားရတာခံစားမှုရင်ပေါ်ဒီမှာ